Okay Okay အားလုံးပဲကျွန်တော်ဒီညမှာတော့ logo အလွယ်ဆုံးလုပ်ပြီးပြပြမယ်ပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်အရင်ဆုံးကျွန်တော်ကူရမယ့်ဟာလေးကတော့ကျွန်တော်တရားလေးအကျော်ပြန်ထွက်လိုက်နော်အဲ့ချေကျွန်တော်ဒါလေးကူရမယ်ဒါနော်ဒီချေဟွာဆိုတော့ကူရပါမယ်အဲ့ဒါလေးနှိပ်လိုက်ပါကျုပ်ဝင်သွားပါပြီအဲ့ဒါပြီးပြီဆိုရင်ခဏလေးစောက်လိုက်ပါခဏလေးပဲစောက်ပါရပါလိမ့်မယ်ကျွန်တော်ပိုင်တာပြောခဏလေးပါကျွန်တော်တို့ဒီ brother တို့ကြိုက်တဲ့ logo ပုံစံတစ်ခုလေးရွေးလိုက်ပါမယ်ကျွန်တော်ဒီမှာထားခံဒါ mask ဒါခံပေါ့ဗျာဒါခံဟောဒါ mask ဒါက scary တကယ်ကြောက်ဖို့ကောင်းတဲ့အရာတွေအဲ့ဒါကျွန်တော်အင်္ဂလိပ်စကားနားမလည်ဘူး brother နားလဲပြောလိုက်ရဒါ human လူသားဒါ scale လည်းကျွန်တော်မသိဘူး soldier ဒါစစ်သားတွေပေါ့စစ်သားပေါ့ဒါကြောင့် sock ဒါသမားလို့ပြောချင်တာဒါ armor တွေပေါ့ဗျာ armor ဒါကျတော့ဝါစစ်ပွဲတိုက်ခိုက်သုံးမဲ့ brother တို့အဲ့လိုမျိုးပေါ့နော်ဒါ anime ဆိုတာကကျွန်တော်ဟိုဟွာတွေပြောတာဟို anime ဟိုဒီမှာမှ anime ပြော anime ဆိုရင်စစ်စာဒါစိတ်တူရင်logo တွေပေါ့နော်ဒါက literary ရဲ့ဒါက monster ဒါက hat ဒါက coal ဒါက illback ကျွန်တော်အကြိုက်ဆုံးကျွန်တော်ဒီဟာလေးရွေးလိုက်မယ်ကျွန်တော်ကြိုက်တဲ့ဟာကိုကျွန်တော်ရွေးလိုက်ပါအဲ့ကိုကျွန်တော်နာမည်လေးပြောင်းရမယ်ဘယ်ကျဲနာမည်ရှိတယ်ဗောနော်မတူဘူးကိုရနေပါနေတယ်ဆိုဖြစ်တဲ့အတွက်ကြောင့်ဘာပြောလိုက်ရမှာလဲတမအဲ့ဒါအမေးပြီကွာတင်တာနှစ်ယောက်ရှားပါလေမင်းအဲ့ဒါစိတ်ဆိုတာဘုခန္ဓာချက်ရှိဘုခန္ဓာချက်ကိုခန္ဓာချက်တဲ့ဘုရားဘာလို့ကိုခန္ဓာချက်တဲ့ကိုဆိုပေမဲ့ကတင်တာကတော့ကိုတမီးနဲ့ပတ်သက်နေဟေးရပါပြီကိုနဲ့ပတ်သက်နေလို့တမီးbrother တွေကနည်းနည်းတူးလိုက်ပတ်သက်နေတာဟုတ်ကဲ့ရေတော့ဆိုအိမ်အောင်လာတော့မချက်ဒါတင်ပြောတာဘုရားသိတယ်ဒါပေမဲ့နောက်ကျတော့ဘာဖြစ်ဒါတော့မိခါလည်းရှိတယ်အော်ဒါတော့မောင်နှမရေးဆိုတာလက်ခံပြီးရပါဟိုဘာပြောလဲတင်းကကိုစိတ်ကိုနေချင်းတဲ့ဘူးလည်းနေတယ်ကွာကိုတယ်သူတယ်လာမပြောတော့ကိုတော့မပြောဘူးဒါပြီဒါလေးကကျွန်တော်တိုက်ယူရအောင်နော်ကျွန်တော်ဖောင်ဘယ်လိုလဲကျွန်တော်နားမလဲတော့ဘလို့တော့ခေါ်ကြလဲတော့မသိဘူးကျွန်တော်မှမမိတော့ဒါဟိုကကျွန်တော်ဒါလေးကကျွန်တော်ဒီအထက်ကအချောင်ပြောင်းတာပါကျွန်တော်ကတဲ့အိမ်အောင်ကြိုက်ဆိုဘာသာလို့ကိုယ်လည်းလုပ်လို့ရတယ်ဒါတွေကအချောင်လေးတွေဒါကျတော့အချောင်အနုဖြော့ပေါ့နော်ဒါကျတော့စလုံးကြီးကြီးသေးလောက်တာပေါ့စိုက်စိတ်ပေါ့ဗျာဒါโอเคဒါကျတော့ချားတာပေါ့ဘကိုးနဲ့တင်ရင်ချားတာပေါ့နော်ဝိုင်းတက်ဒီဟာကဘာလို့ရလဲဆိုတော့နောက်သူတို့စီရတယ်သူတို့လောက်ရတယ်ဗောနော်ဒါတော့အဲ့လိုမလုပ်ဆိုရင်ဒီလိုမျိုးဟာနော်အဲ့လိုမျိုးလောက်တာခေါင်းကျတော့ကျွန်တော်ထည့်ပေးထားလိုက်မယ်အဲ့ချက် brother သူကောက်ဒီဟာလေးသူကောက်တယ်ပဲကျွန်တော်သူတို့ကောက်တယ်task ခေရပြီဒါကျတော့ဟိုကဒါပြင်ပဒီအရောင်လေးတွေပြောပါတော့အတွင်းနဲ့အရောင်မို့တဲ့အပြင်ပရဲ့အရောင်ပြောတာပါတော့သူကြိုက်ဆိုရင်ဟွာလိုမျိုးလုံးလို့ရပါတယ်ခုနဒီမျိုးပုံစံလုံးလို့ရပါတယ်စော်ကားခံရတဲ့ချိန်မှာဒီမျိုးပဲကိုစော်ကားခံရတာအဲ့လိုကိုဖွိုက်ကြောင်းရပါတယ်ဘာလို့ဒီအောင်ကြရင်ဒီမှာလိုလို့ရပါတယ်ကျုပ်ခုဒါလည်းမကဘဲနဲ့အများရှိရနော်ဒါလည်းမကလေးပဲလေကျွန်တော်တို့အနီရောင်လေးဆိုပိုကောင်းနေပါတယ်ကျွန်တော်ထားတယ်နော်ခေရအောင်ဆိုကျွန်တော် export လုပ်လိုက်နော်ဒီဆိုရင်ကျွန်တော်ထောင်းလုံးလို့ရထောင်းကကျွန်တော်ထောင်းပွားကြီးပေါ့နော်ကျွန်တော်အဲ့ဒါကို screenshot ကောက်ရအောင် screenshot ကောက်ရရတယ် piece အောင်လုပ်လိုက်တယ်ပြရနေကျွန်တော် screenshot တွေမှာတွားပြီးပြောင်းလိုက်ပါနော်
တူပုံစံ အခုလည်းပါတယ်ကိုယ်ကလေးတွေတမျိုးမထီမှန်းနေလို့တဲ့အရာတွေမရှိခဲ့ဘူး။ ဒီမျိုး shift ကိုနေလဲအဆူပြီးပြီ မေးလိုက်တယ်မလား အဲ့လိုဆိုပြီးသွားပြီအဲ့ဆိုကျွန်တော်တို့ သမီးပြောမယ် ဒီမှာ gallery ထဲမှာချက်ကြည့်လိုက်တော့ ကိုတို့ဒီတမမှားနေလိုက်တယ်နှစ်ထပ်အိမ်မှာတော့လေအဲ့တော့မှတ်မိလားအကြီးတဲ့တစ်ခေါက်ပြန်လာတတ်ဘူးသေးတယ်လေ အမှမဒီမှာတော့နော်ကျွန်တော်တို့ဟာလေးလေး ကိုကတော့ကိုကြီးလာစားကြည့်တယ်ကိုကြီးလာချက်တယ်တမျိုးတော့ခုံ ဟုတ်တယ်နော်โอเค ကိုရော ဒါပါပြီ ကျောင်းမှာငါအပေါ်တက်ပြီးတော့စကားတွေ အားလုံးပဲတတာ ဒါလည်းမထီမှန်းနေလို့ရတယ် အဲ့ဒါ